အခုလာနေတဲ့ Eternal Event ကိုကုန်ကြသက်တာအောင်ဘယ်လိုလှည့်ရမလဲဆိုတော့ဒီဗီဒီယိုမှာပြပြပေးသွားပါမယ်။ Event ကာလကတော့ February 20ရက်နေ့ကနေ March 26ရက်နေ့ထိအားလုံးပေါင်း35ရက်ကြာမှာဖြစ်ပြီး skin ကောင်ရဖို့ဆိုရင်ပြန်မြအနေနဲ့115ဒါမှမဟုတ်120ထိလှည့်ပေးရပါမယ်။ဒါကြောင့်မို့ကျွန်တော်တို့က event စလာတဲ့ရက်မှာပဲ weekly bet တစ်ပတ်နဲ့ diamond 150ကိုထည့်ပေးရပါမယ်။အဲ့နေ့ကနေ26ရက်နေ့ထိ one draw ကို daily discount နဲ့တစ်ချိန်စီလှည့်သွားပေးရပါမယ်။ February 29ရက်နေ့မှာတော့ phase 1လာပြီဖြစ်တဲ့အတွက် weekly bet တစ်ပတ်နဲ့ diamond 295လုံးကိုထည့်ပေးရပါမယ်။နောက်ပြီးအဲ့နေ့မှာပဲ10 draw ကို discount နဲ့တစ်ချိန်ရယ် one draw ကို discount နဲ့တစ်ချိန်ရယ်လှည့်ပေးရပါမယ်။ဒါဆိုရင်ဒီရက်တကက်ရယ် phase 1ရတဲ့29ကက်ရယ်အားလုံးပေါင်းကတ်30ရပါမယ်။ပြီးတော့ February 28ရက်နေ့ကနေ March 9ရက်နေ့ထိ daily discount နဲ့တစ်ရက်ကိုတစ်ချိန်စီလှည့်သွားပေးရပါမယ်။ March 6ရက်နေ့မှာတော့ phase 2လာပြီဖြစ်တဲ့အတွက် phase 1လုံးကလိုပဲ weekly bet နှစ်ပတ်နဲ့ diamond 295လုံးကိုထည့်ပေးရပါမယ်။အဲ့ဒီမှာပဲ10 draw တစ်ချိန်ရယ်1 draw တစ်ချိန်ရယ်ကိုလှည့်ပေးရပါမယ်။နောက်ပြီး March 9ရက်နေ့ကနေ event နောက်ဆုံးနေ့ဖြစ်တဲ့ March 26ရက်နေ့ထိ daily discount နဲ့တစ်ရက်ကိုတစ်ချိန်စီလှည့်သွားပေးရပါမယ်။ပြီးတော့ဒီရတဲ့ free ticket 3ခန်းနဲ့ဆိုရင်ကျွန်တော်တို့က skin ကောင်ယူလို့ရပါပြီ။ဒီမှာရှင်းပြပေးထားတဲ့နဲ့ပတ်သက်ပြီး SGU ရဲ့ Telegram Channel မှာဇာတ်ပြည့်စုံတဲ့ကုန်ကျစရိတ်အသေးစိတ်ကိုတင်ပေးထားပါတယ်။ဒီဗီဒီယိုရဲ့ comment နဲ့ TikTok bio မှာလည်း SGU ရဲ့ Telegram username ကိုထားပေးထားပါတယ်။နောက်ပြီး diamond ဝယ်ချင်တာပဲဖြစ်ဖြစ် mobile legend ကောက်တွေရောင်းချင်ဝယ်ချင်တာပဲဖြစ်ဖြစ် SGU ရဲ့ Telegram Channel ကိုလာခဲ့လို့ရပါတယ်